အားလုံးပဲမင်္ဂလာပါ United Glory 7ကနေပြီးတော့ United ပရိသတ်အားလုံးကိုပြန်လည်ကျေးဇူးလိုက်ပါတယ်ကျွန်တော်တို့ United အသင်းရဲ့ဒီကစားသမားဖြစ်တဲ့ Marcus Rashford ကလူငယ်ကစားသမားလေးတွေကိုကူညီပေးခြင်းတယ်ဆိုပြီးတော့သိရပါတယ်ပြီးရင်ကျွန်တော်တို့ United အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော် Joshua Zirkzee ကိုကျွန်တော် Italy Club တွေကဖြည်းဖြည်းနဲ့စိတ်ဝင်စားမှုတွေရှိလာခဲ့တယ်ဆိုပြီးတော့သိရပါတယ်ဒီသတင်းအကြောင်းအရာတွေကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ United အသင်းရဲ့ဒီတောင်မတိုက်စစ်ကစားသမားဖြစ်တဲ့ Marcus Rashford ကပေါ့နော်အသင်းရဲ့လူငယ် Academy ကစားသမားလေးတွေကိုကျွန်တော်တို့လုံးဝကူညီပေးဖို့ကစိတ်အားထက်သန်နေတယ်ဆိုပြီးတော့သိရတယ်ကစားသမားလေးတွေကိုကျွန်တော်ကူညီပြီးတော့လေ့ကျင့်ပေးမယ်ပြီးစိတ်တပတ်ဆိုင်ရာတွေကျွန်တော်ပြီးဆွမ်းဆောင်ရည်ဘိုင်းဆိုင်ရာတွေကအစကစားသမားအနေနဲ့ကူညီခြင်းတယ်ဆိုပြီးတော့သိရပါတယ်အထူးသဖြင့်တော့ကျွန်တော် United အသင်းရဲ့လူငယ်ကျယ်ဝတ်ကစားသမားလေးဖြစ်တဲ့ JJ Gabriel ကို Marcus Rashford အနေနဲ့ကအထူးပို့ပြီးတော့ဒီလေ့ကျင့်ရေးမှာပေါ့နော်အကုန်လုံးဆဆရရကူညီပေးခြင်းတယ်ဆိုပြီးတော့သိရပါတယ်ပြီးရင်ကျွန်တော်တို့ဒီကိုဗီမိန်နူတို့ဒီရှေးလီစီတို့အတွက်ကိုလည်းသူ့အနေနဲ့ကကူညီပေးခြင်းတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေအရာထွက်ရှိလာတယ်ပေါ့နော်ဒီလိုစိတ်သက်မျိုးရှိတယ်ဆိုရင်တော့ဒီ Marcus Rashford ကကျွန်တော်တို့နောက်အသင်းကိုနောက်တစ်ဖန်ပြန်လဲရောက်ရှိလာတာကအသင်းအတွက်ဒီကောင်းမှုရှိလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆမိပါတယ်ကောင်းမွန်တဲ့အကျင့်စရိုက်တွေကောင်းမွန်တဲ့စွမ်းဆောင်ရည်ဘိုင်းဆိုင်ရာတွေကောင်းမွန်တဲ့ဒီအချက်လက်တွေကိုကူညီပေးမယ်ဆိုရင်တော့အသင်းရဲ့လူငယ်ကစားသမားလေးတွေအတွက်ကိုအသင်းအတွက်ပါကျွန်တော်တို့ဒီကောင်းမွန်တဲ့အချက်လက်တွေကောင်းမွန်တဲ့ဒီအကျိုးရလက်တွေရရှိလိမ့်မယ်လို့ကျွန်တော်ထင်မြင်ယူဆမိတယ်ပေါ့နော် Marcus Rashford အနေနဲ့အရင်တုန်းကဒီဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်တွေဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအသင်းပေါ်မှာလုပ်ခဲ့တဲ့လုပ်ရက်တွေကိုကျွန်တော်တို့ပြန်လည်ပြုပြင်ဖို့အတွက်လိုအပ်တယ်ပေါ့အကယ်၍ဒီရာသီမှာဒီ Marcus Rashford ကိုခေါ်ယူခြင်းတဲ့အသင်းတွေမရှိခဲ့ဘူးပေါ့နော်ခေါ်ယူခြင်းတဲ့အသင်းကတော့ရှိတယ် Marcus Rashford ပြောင်းခြင်းတဲ့အသင်းတွေကမခေါ်ယူဖြစ်ခဲ့ဘူးဆိုရင် United မှာနေရဖို့အခြေအနေတွေကအရင်များသွားမှာပါဒီလိုဆိုရင် United ကကျွန်တော်တို့အသင်းမှာဆက်လက်ပြီးတော့နေသွားမယ်အသင်းမှာနေသွားမယ်ဆိုရင်သူ Academy ကနေပြီးတော့ဒီစပြီးတော့တင်းကြီးမှာပါဝင်ကစားရတုံးကလိုမျိုးစွမ်းဆောင်ရည်ဘိုင်းတွေစိတ်သက်ဘိုင်းဆိုင်ရာတွေပြသခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီကစားသမားအနေနဲ့ကျွန်တော်အတိုင်းထက်လွန်အသင်းမှာပို့ပြီးတော့အသုံးဝင်မဲ့ကစားသမားတစ်ယောက်ဖြစ်လိမ့်မယ်ပေါ့နော်အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ကလည်းသူ့အပေါ်အမြင်ကျွန်တော်တို့စောင်းနေတဲ့အရာတွေကိုကျွန်တော်ပြန်လဲတက်မှတ်သွားလိမ့်မယ်လို့ကျွန်တော်တို့ထင်မြင်ယူဆမိတယ်လူငယ်လေးတွေကိုလည်းဒီတစ်ဖက်တစ်လမ်းကနေပြီးတော့သူ့ရဲ့ဒီတက်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီဖေးမဖို့ဒီလိုစိတ်တက်လေးရှိတာကတော့ကျွန်တော်တို့လေးစားရမယ်လို့တော့ပြောချင်တာပေါ့ဒါပေမဲ့ဒီယာနှုံးပြေတော့မပြောရဲသေးဘူးပေါ့ဗျာနောက်ပါဖြစ်လာမလဲဆိုတာကကျွန်တော်တို့ဒီပရိသတ်တွေအနေနဲ့ကိုအသင်းပိုင်ရှင်တွေအတွက်ပါကျွန်တော်တို့စိုးရိမ်နေကြမယ်လို့ကျွန်တော်တို့ထင်မြင်ယူဆမိတယ်အဓိကတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ပေါ့နော် Marcus Rashford ရဲ့ဒီဖန်တွေကတော့ကျွန်တော်မပြောလိုပါဘူးပေါ့နော်။ဘာလို့ဆိုတော့ကစားသမားကိုသူတို့အနေနဲ့ကကြည့်မယ်ဆိုရင်ကစားသမားဘက်ကဒီကောင်းမွန်တဲ့အချက်လက်တွေအများကြီးပေါ့နော်ကျွန်တော်တို့ဒီ Marcus Rashford ကဒီပြီးခဲ့တဲ့ရာသီတုန်းကအသင်းပေါ်ကိုလှုပ်သွားတဲ့အခြေအနေတွေကြောင့်မလို့ United ပရိသတ်တချို့ကကစားသမားကိုတိတ်ပြီးတော့ကျင်းနှမှုမရှိတာကျင်းနှမှုမရှိတယ်ဆိုတာထက်ခံပြင်းကြတာပေါ့နော်ဒီ Academy ထွက်ကစားသမားတစ်ယောက်ကအသင်းပေါ်ဒီလောက်ထိဒီလိုလှုပ်သွားလိမ့်မယ်လို့သူတို့အနေနဲ့ကမထင်မြင်ကြဘူးပေါ့ဒီအတွက်ကြောင့်မလို့ကစားသမားကိုချို့ကြတော့မလူမုန်းထားကြတာပေါ့ဗျာတချို့ဒီ Marcus Rashford ပရိသတ်တွေနေကကြတော့ဒီ Marcus Rashford ကိုအသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ကျွန်တော်အသင်းရဲ့နီးပြတွေအနေနဲ့ဒီနေရာမပေးဘူးဒီလိုပုံစံမျိုးတချို့ပရိသတ်တွေကြတော့ဒီကစားသမားကစူးစမ်းအားထုတ်မှုကြိုးပမ်းအားထုတ်မှုမရှိဘူးအသင်းပေါ်ကိုပေးဆက်ကစားခြင်းနဲ့စိတ်မရှိဘူးဆိုပြီးဒီလိုမျိုးထွေတွေးကြတာပေါ့ပြီးခဲ့တဲ့ရာသီက Marcus Rashford လှုပ်သွားတဲ့ပုံစံတွေကိုကြည့်မယ်ဆိုရင်ပရိသတ်တချို့ကိုတော်လေးတော့ဒေါသဖြစ်စေတရားကောင်းခဲ့တယ်ပေါ့ဒါပေမဲ့အခု United ကိုပြန်လဲရောက်ရှိတဲ့အခါမှာတော့ United ကစားသမားဖြစ်သွားပြီးတော့ United ပရိသတ်တွေအနေနဲ့အခုချိန်မှာဒီ Marcus Rashford ကိုပြန်လဲလက်ခံကြလိမ့်မယ်လို့ထင်တယ်ကစားသမားအနေနဲ့ကလည်း United ပရိသတ်တွေပြန်လဲလက်ခံလာနိုင်အောင်ကျွန်တော်တို့ခုနှစ်ရာသီမှာစွမ်းဆောင်ရည်ကောင်းတွေပြသလိမ့်မယ်အသင်းအတွက်တစ်စိတ်တစ်ပိုင်းကနေပြီးတော့အကျိုးပြုလိမ့်မယ်လို့ကျွန်တော်တို့ယူဆရတယ်ပေါ့နော်အကျိုးပြုပါစေလို့လည်းကျွန်တော်တို့မျှော်လင့်မိပါတယ်ဒါတော့ Marcus Rashford ကအသင်းရဲ့လူငယ်ကစားသမားလေးတွေကိုကူညီပေးခြင်းတယ်ပေါ့နော်ကူညီပေးခြင်းတယ်ဆိုရဲတဲ့အကြောင်းအရာတွေဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Joshua Zirkzee ပေါ့နော် Joshua Zirkzee ကိုကျွန်တော်ခုနောက်ပိုင်းမှာအီတလီစီးရီးတွေကလပ်တွေကကျွန်တော်ဂျိုးပတ်မှုတွေပြုလုပ်လာတယ်မနေ့ကဆိုရင် Fabrizio Di Marzio ကနေပြီးတော့ report လုပ်လာတယ်ပေါ့နော်ပြီးခွန်ဒီမနက်ပိုင်းကလည်းကျွန်တော်တို့ဒီ Fabrizio Romano ကနေပြီးတော့ထပ်မံပြီးတော့ပြောကြားလာပါတယ်ကျွန်တော် Joshua Zirkzee ကိုကျွန်တော်တို့အငှားပလက်အပိသက်ဝယ်ယူခွင့်စာချုပ်နဲ့ခေါ်ယူခြင်းနဲ့ကစားအသင်းတွေရှိတယ်ပေါ့နော်အကယ်၍ United အနေနဲ့
ဒီလိုရောင်းချမှုဒီလိုပုံစံမျိုးတွေဒီလိုစာချုပ်ကမ်းလှမ်းမှုတွေလက်ခံခဲ့မယ်ဆိုရင်ကစားသမားကိုကြိုးပမ်းလာနိုင်တဲ့အီတလီကလပ်တွေကအများကြီးရှိတယ်ဆိုပြီးတော့သိရတယ်ပြီးရင်ကျွန်တော်တို့မနေ့ကထွက်ရှိခဲ့တဲ့သတင်းဆိုရင်ဒီမာစီကိုပေါ်ပြလာတာကဒီနာပိုလီသင်းကဂျူရှူအာဇီကီကိုကျွန်တော်တို့ခေါ်ယူလို့ရနိုင်လားပေါ့နော်ဂျူရှူအာဇီကိုစိတ်ဝင်စားတယ်ခေါ်ယူလို့ရနိုင်လားဆိုပြီး United အသင်းထံကိုဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့သိရတယ်ဒါကလည်းသူတို့အသင်းရဲ့ဒီထွက်ခွာသွားတယ်ပေါ့နော်လွတ်လပ်သွားတဲ့ဒီတိုက်စစ်ကစားသမားလူကာကူရဲ့နေရာကိုအစားထိုးဖို့အတွက်ဂျူရှူအာစစ်ကီကိုသဘောကျနှစ်သက်မှုရှိနေတာပါဒါပေမဲ့ဒီကျွန်တော်တို့ဒီနာပိုလီအသင်းအနေနဲ့ကဂျူရှူအာစစ်ကီကိုခေါ်ယူမယ်ဆိုရင်သူတို့အနေနဲ့နောက်ထပ်ကစားသမားတစ်ယောက်ရောင်းချနိုင်မှပဲပေါ့နော်သူတို့အသင်းကနေပြီးတော့ကစားသမားတစ်ယောက်ထွက်ခွာသွားနိုင်မှပဲကျွန်တော်တို့ကစားသမားကိုခေါ်ယူနိုင်လိမ့်မယ်ဆိုပြီးတော့သိရတယ်United ကလည်းဒီကစားသမားကိုရောင်းချဖို့အတွက်ကျွန်တော်တို့စီစဉ်နေရှိပြီးသားပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီဒီရာသီပေါ့နော်ပြီးမြလေးရာသီမကုန်ခင်ကတည်းကကစားသမားကိုကျွန်တော်ရောင်းချမယ်ဆိုတော့အတီလင်းပြောကြထားပြီးသားခက်တာကကစားသမားကိုကျွန်တော်တို့အီတလီကလပ်တွေကအငှားခေါ်ချင်တာအငှားခေါ်ယူချင်ကြတာပြီးသက်ခေါ်ယူဖို့အတွက်ကသူတို့အနေနဲ့ကကျွန်တော်မနေ့ကပြောခဲ့တယ်လို့မျိုးပဲပေါ့ဗျာကျွန်တော်တို့ဒီအပိသက်ခေါ်ယူမယ်ဒါပေမဲ့ကစားသမားရဲ့စွမ်းဆောင်ရည်တွေပေါ်မှာကြည့်ပြီးတော့မှပိသက်ခေါ်ယူမယ်ဆိုပြီးတော့သူတို့အနေနဲ့ကပြောထားတာ United ကကြာအဲ့လိုမဟုတ်ဘူးအငှားတရားတိချပေးမယ်ရရနောက်ရာတိကြရင်တော့မဖြစ်မနေအပိသက်ခေါ်ရမယ်ဆိုတဲ့စာချုပ်ကိုချုပ်ဆိုနေတာဒီလိုဆိုရင်United ကကစားသမားကိုကျွန်တော်တို့ကမ်းလှမ်းလာတဲ့အသင်းတိုင်းကိုလက်ခံစဉ်းစားသွားမယ်ဆိုပြီးသိရတယ်ဒီလို United ဘက်ကလက်ခံခဲ့မယ်ဆိုရင်လည်းဒီ Italy club တွေအနေနဲ့ကကျွန်တော်တို့ကမ်းလှမ်းလာဖို့အခြေအနေတွေမှာရှိနေတယ်ပေါ့နော်ဒီ Italy Serie A club 3အနည်းဆုံး3သင်းလောက်ကကစားသမားကိုကမ်းလှမ်းချင်ကြတယ်ဂျူဗင်တက်တင်းကလည်းကျွန်တော်တို့ဒီဖြစ်ဖြစ်မြောက်မြောက်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်ဆွေးနွေးမှုတွေတောင်ပြုလုပ်ခဲ့တယ်အခုဆိုရင်နာပိုလီတင်းကလည်းဝင်ရောက်လာပြီဆိုတော့ United တို့ကစားသမားရဲ့ဒီဈေးကွက်ကိုဘယ်လိုချုပ်ကင်မလဲပေါ့နော်ဘယ်လိုတွေဆက်လက်ပြီးလှုပ်ဆောင်သွားမလဲဆိုတာတော့ကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဂျိုရှူအာဇစ်ဒီထွက်ခဲ့မယ်ဆိုရင်တိုက်စစ်ကစားသမားတွေခေါ်ယူဖို့လဲ United ကစီစဉ်မှုတွေရှိနေတယ်ဒါပေမဲ့အခုလောဆယ်မှာတော့ပေါ့နော်တိုက်စစ်နေရာကိုဦးစားပေးမဟုတ်ဘဲနဲ့ကျွန်တော်ဒီဘန်နောက်ကန်ကစားသမားနဲ့ကွင်းလှစ်ပိုင်းကိုပဲအဓိကဦးစားပေးပြစ်မှတ်ဆိုပြီးတော့ United တာဝန်ရှိသူတွေကပြောထားတယ်တိုက်စစ်ပိုင်းကကျွန်တော်အမြင်အရပြောမှဆိုရင်တော့နောက်ဆုံးမှပဲဖြစ်လာဖို့များတယ်ပေါ့ဒါကလည်းဒီကျွန်တော်တို့အသင်းရဲ့ဒီတိုက်စစ်ကစားသမားဇီကီရဲ့အပြောင်းရွှေ့ပေါ်မှာမူတည်မှာပေါ့အကယ်၍ဇီကီကကျွန်တော်ထွက်သွားမယ်ဆိုရင်သူ့ရဲ့နေရာကိုအစားထိုးဖို့အတွက်တိုက်စစ်တယောက်အရင်ဆုံးခေါ်ယူရနိုင်ချေရှိတယ်ပြီးမှပဲနောက်ခံကစားသမားပြီးမှနောက်ဆုံးကွင်းလေကစားသမားဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်ဒါတော့ကျွန်တော်ထင်မြင်ယူဆချက်တွေဖြစ်ပါတယ်ညီကုန်းတွေတော့ဘယ်လိုမြင်ရှိကြလဲပေါ့နော်ဝင်ရောက်ပြီးဆွေးနွေးပြကြပါဦးကျွန်တော် United Glory 7 YouTube Channel လေးကို Subscribe လုပ်ဆိုရင်လုပ်ပေးကြဖို့တောင်းဆိုပါတယ်ကျွန်တော် United Glory 7 Facebook Page လေးကိုလည်း Like and Follow လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်